ညီပါလို့မင်္ဂလာပါဆိုကားလေးဖော်ချန်နေရနေပြန်လဲကြိုလိုက်ပါကျွန်တော်ကိုင်းဖြစ်ပါတယ်ညီကိုတို့တဲ့ဒါဒီနေ့ကျွန်တော်ချန်ပီယံလိပွဲစဉ်တွေပြန်လာပြီပေါ့နော်ဒါပထမဆုံးပွဲစဉ်နဲ့ဆော့ပွဲ2ပွဲရှိမယ်နောက်ကျပွဲ4ပွဲရှိမယ်6ပွဲရှိရပေါ့နော်ကျွန်တော်တို့ဒါမနေ့ကဆိုဒါညီကိုတဲ့ကျွန်တော်တပွဲကောင်းရွေးပေးခဲ့ပေါ့နော်Espanyol body အဆင်ပြေမယ်လို့ယုံကြည်ပါတယ်အပေါင်းပြမယ်လို့ယုံကြည်ပါတယ်3-2ဆိုရရနေပြီးဆုံးသွားရပေါ့နော်ဒါကြောင့်ဒီနေ့ညီကိုတဲ့ကျွန်တော်၄သိန်းမောင်းကကျွန်တော်လေချောင်းနဲ့နာနေတော့ဒါမြန်လေးပဲပြောလိုက်တော့မယ်နော်ရန်ကြီးကျွန်တော်တိတ်လေချောင်းနာနေတော့အတန်တိတ်မထွက်ကြဘူးပထမဆုံးကျွန်တော်ပထမဆုံးပဲရင်သွားမယ်ဗျာဒါဆောင်းပွဲဘီဘာဝနဲ့အာဆင်နယ်ပေါ့နော်တရှိဒါအာဆင်နယ်ဘက်ကတလုံးပလက်60ကိုပေါင်းသေးနှလုံးမိုင်းနဲ့60ပေးရတယ်ပေါ့နော်ဒါနသိန်းဟာတူကတော့ဒါကျွန်တော်တို့ဒီအမ်ရိတ်ဖလားပေါ့နော်ဒီစပွန်ဆာပေးထားတဲ့အမ်ရိတ်ဖလားကန်ထားတော့ရှိရဲဒီ8လပိုင်းတော့ကျွန်တော်တို့ဒါအဲ့တော့အာဆင်နယ်က3-0ဆိုရရတဲ့နဲ့နိုင်ထားရပေါ့နော်ဒါကြောင့်ဒီနေ့ပေးတဲ့ဒါအဲ့ဒါပေးတဲ့ body ဈေးကတော့1 minus 50ဒါတော့ကျွန်တော်ပြား50ပြန်တယ်ပေါ့နော်50ဆိုတော့ကျွန်တော်1 minus 50ဆိုတော့ 1D 1 plus 50ဆိုတော့ဒီနေ့ပေးတဲ့ Arsenal body ကြီးမှန်လို့ပြောလို့ရတယ်ကျွန်တော်ဒါပွဲပန်းနေပေမဲ့ Arsenal ကိုပဲရင်းတာပုံပြီးဆင်ပြေမယ်လို့ယုံကြည်တယ်ပြပါဟိုကတော့အဲ့လောက်ကြီးကောင်းနေရတော့တွေးရပါဘောနော် Arsenal ဒါ1 plus 60ရတာ Arsenal တစ်လုံးလောက်တော့လာမယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့် Arsenal body ကျွန်တော်ရွေးချက်ပေးပါတယ်နောက်တစ်ပွဲပြနောက်တော့ဘီမီကာနဲ့ကွာတာဘက်လက်ရှိကျွန်တော် body ဈေးမှာဘီမီကာ body ဈေးပြင်းပါနော်ဒီနေ့ပွဲရအပြင်းဆုံးပွဲလို့ပြောလို့ရတယ်ကျွန်တော်တို့ဒါဘီမီကာဘက်ကနှလုံးပလက်30လောက်ထိပေးထားတယ်ကိုပေါင်းဈေး3လုံးမိုင်းနဲ့20ထိပေးထားတယ်နော်ဒါ body ဈေးနဲ့ကိုပေါင်းဈေးမများဘူးလို့ပြောလို့ရတယ်ဘီမီကာရဲ့ body ဈေးနဲ့ရှင်းကြည့်မယ်ဆိုရင်ဒါနှစ်ပလက်30မှာ3မိုင်းနဲ့20ကဒါကိုတစ်ဖက်အတင်ကွာတာဘက်ကိုရနိုင်မယ်လဲတွက်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါအောက်ကြီးကြိုက်တယ်ပေါ့နော်ဘီမီကာနှလုံးလောက်တော့မပြတ်လောက်ဘူးထင်တယ်နိုင်တော့ကျွန်တော်တို့ဒါထားပါတော့1C 2C ပြား30တော့ရင်းရတယ်ကျွန်တော်တို့အကယ်၍ကျွန်တော်တို့2-1ဖြစ်နေဖြစ်သွားနိုင်တယ်ဗောနော်ကွာဘက်9ရမယ်ဆိုဒါကြောင့်ကွာဘက် body လေးရွေးချက်ပေးထားပါတယ်နောက်တစ်ပွဲဂျူပင်နဲ့တော့မလက်ရှိ body ဈေးမှာတော့ဂျူပင်က1 plus အပြည့်နိုင်ပေးထားတယ်ကိုပေါင်းသေး3လုံး plus 85ပေးထားတယ်နော်ဒီပွဲကနည်းနည်းလေးတော့ body ဈေးနဲ့ကိုပေါင်းသေးညရလို့ပြောလိုက်ရတယ်မဲ့ကိုပေါင်းသေးတော့နည်းနည်းအနေများရယ်ဗောနော်တော့ရင်းပေးခဲ့တဲ့ body ဈေးပြန်ကြည့်ရအောင်ဆိုဂျူပင်ပေးထားတဲ့ body ဈေးကတော့မှန်လို့ပြောလိုက်ရတယ်ယူနာပေးတဲ့ body ဈေးကတော့ကျွန်တော်တို့ဒါတေးပြေရှုံးကြီးပေါ့နော်လက်ရှိကျွန်တော်တို့1 plus 100ဆိုတာလည်းဒါတေးပြေရှုံးကြီးပဲပြောလို့ရတယ်ပေါ့နော်ဒါကြောင့်ကြီးတော့မှန်တယ်ဂျူပင်လက်ရှိမှာဂျူပင်ခြေစမ်းတော့ကောင်းနေတယ်အင်တာမီလီယံတော့အနိုင်ကန်တာရှိတယ်ဒါကြောင့်ဒီနေ့အိမ်ကွင်းမှာတော့ဂျူပင်နေနဲ့အမားတော့မခံတော့ဘူးတင်တယ်ဒေါမွန်လည်းဒါခြေစွမ်းကောင်းနေတော့ရှိရပေါ့နော်ဒါပေမဲ့တွေးဆုံမှုတွေအိမ်ကွင်းတွေးဆုံမှုတွေမှာဂျူပင်ကဒေါမွန်အနိုင်ကန်တာရှိတယ်2-1ဆိုတဲ့ရတဲ့တင်နိုင်ရတယ်ပေါ့နော်ဒါကြောင့်ဒီနေ့1 plus 90ကြီးရတာဟာဂျူပင်နေနဲ့ဒါနိုင်ငံမြေတော့ထင်တယ်ပေါ့နော်ကျွန်တော်ဂျူပင် body လေးရွေးချက်ပေးထားပါတယ်နောက်ဆုံးတစ်ပွဲပြတတင်အောင်စပါတင်းနဲ့ပီရာရဲ့လက်ရှိကျွန်တော် body ဈေးမှာဆိုရင်တော့စပါကတေးမိုင်းနဲ့100ကိုပေါင်းဈေး3လုံး plus 60ပေါ့နော်တေးပြေရှုံးကြီးမှာဒါကိုပေါင်းဈေး3လုံး plus 50ကတစ်ဖက်တင်းတွင်ကိုရနိုင်မယ်လို့ဒါတွက်လို့ရတယ်စပါလက်ရှိခြေစမ်းရဆိုရင်တော့ဒါစပါအနေနဲ့ကCD ကိုနိုင်ပြီးတော့ဒါဖုံးမောက်ရှုံးနေပြီးခဲ့ဘက်ကတော့ဒါဝယ်ဆန်းအောင်နိုင်တာဝေးခွင့်ပေါ့နော်ဒီနေ့အိမ်ကွင်းမှာတော့ဒါစမနေနဲ့နိုင်ကန်ထားမှာတော့အဆင်ပြေမယ်ကျော်ဗီလာကြီးရဲ့ခြေစမ်းသွားကြည့်မယ်ဗျဗီလာကြီးကတော့ကျွန်တော်ဒါတီကိုရှုံးထားရပေါ့နော်2စီဝေးခွင့်မှာအရှိဒါခြေစမ်းပိုင်းရောက်ဆိုရင်တော့ဒါတင်းဖောင်ကောင်းနေရတော့ဒီစပါအသင်းကတော့ကောင်းနေတယ်ဒါကြောင့်ဒီနေ့တရားရှုံးကြည့်ရတော့ကျွန်တော်မျိုးပြောမယ်စပါအသင်းအိမ်ကွင်းမှာတော့အမှားမခံအောင်လို့ထင်တယ်ဒါကြောင့်တော်တရားဟော့စပါတင် body လေးကြိုက်တယ်ပေါ့နော်ဒါကြောင့်ညို့တဲ့ကြောင့်၄သိန်းမောက်ကအာဆင်နယ်ဘီဘာအိုနဲ့အာဆင်နယ်မှာအာဆင်နယ် body ပေါ့နော်ဘီမီကာနဲ့ကွာရဘက်မှာကွာဘက် body ကြိုက်ပါတယ်ဂျူပင်နဲ့ဒေါမွန်မှာဆိုရင်ဂျူပင် body ကြိုက်တယ်နောက်ဆုံးပွဲစပါနဲ့ပီတာရီရဲ့ပွဲမှာဆိုရင်တော့ကျွန်တော်စပါ body ကြိုက်ပါတယ်ဒီကိုလည်းမောင်းမောပါသေးလို့ကျွန်တော်ဆူတောင်းပြပါတယ်ကျွန်တော်ဒီ Telegram channel လေး join ထားပြီပေါ့နော် Telegram channel မှာကျွန်တော် body တပွဲကောင်းနဲ့မောင်းကတ်လည်းအများနဲ့တင်ပေးပါတယ်ဒါကြောင့် Telegram channel လေးကို join ထားမှုမေးပါနဲ့အားပေးညီကိုတယောက်ချင်းကိုကျေးဇူးတင်ပါတယ်ဒါချန်ပီယံလိတောင်နဲ့ဖန်နဲ့လာအောင်ပါဗောနော်ဒီနေ့ဖွင့်နဲ့ဖန်လဲစက္ကန့်ဒုတိယနေ့ပေါ့နော်ဒါရောနဲ့ဖန်ချန်ပီယံလိပွဲစဉ်မှာညီကိုတို့ပြန်ပြီးဆုံးပါအောင်မယ်အားလုံးဒီနေ့ပဲနှုတ်ဆက်လိုက်ပါတယ်နော်ကျွန်တော်နည်းနည်းလေးဒီမကောင်းနေတော့နည်းနည်းနားလည်ပြီပါနော်